ဗျာမောင်မိုးရင်ကိုတော်ဖြစ်သူမဆန်းဝင်မှာငယ်စဉ်ကလေးကကျွေးမွေးပြုစုထားပြီးတယ်ဖခင်ဖြစ်သူဦးကောင်းကလည်းသူ့အာဂယုမဆိုင်ရှိသည်ဥပင်မထင်ပေအတော်ဖြစ်သူကသူ့အသက်8နှစ်ရွယ်မှာဆုံးပါသွားပြန်တယ်အဲဒီကအတော်ဖြစ်သူရဲ့ယောက်ျားကမောင်မိုးတွေကိုနှင်ချလိုက်တာကြောင့်ဖခင်ဖြစ်သူရဲ့အိမ်ထံပြန်ရောက်လာခြင်းပဲမောင်မိုးတွေကကြွက်ထောင်ငှက်ပြစ်ငါးဖမ်းခြင်းအလုပ်တွေကိုလုပ်ရင်းဦးကောင်းတို့ရက်တလုံးပုံမှန်ဝယ်ပေးရသလိုစားဝတ်နေအတွက်ပတ်စံရှာသည်လေနိုင်ကပိုင်ဆိုင်ထားပေမဲ့အဖေဖြစ်သူကလဲမလုပ်၍တီးစားချထားတာကြောင့်ဝမ်းစာစပားအတွက်မပူရလို့တော်သည်ယခုလဲမောင်မိုးတင်တော်သို့သွားချေပြီးဖြစ်မောင်မိုးတင်နေသောတစ်စိမ်ရွာကလေးဟာတော်ရန်ကြသောဒေသဖြစ်လေတယ်ရွာဝင်အတန်လှမ်းသောနေရာမှာတင်းချိုင်းကုန်းရှိပြီးအုတ်ကူအဟောင်းများကဆေးရောင်မရှိလူသွားလမ်းဘေးမှာကပ်လျက်ရှိတင်းချိုင်းကုန်းအမည်နဲ့လိုက်အောင်ရွာဤတင်းချိုင်းကုန်းသည်ကုန်းလေးပေါ်မှာရှိနေပြီးတစ်ပင်ကြီးတစ်ပင်ငယ်နှင့်ခြုံရွယ်ပိတ်ပေါင်းတို့ကထူလာသည်လူတယောက်တင်းသာလူတယောက်မြုပ်နိုင်သောနေရာလောက်ကိုရှင်းလင်းပြီးမြေတူးကြတယ်ဒါကြောင့်တင်းချိုင်းကုန်းကတောဖြစ်နေလေတယ်အခုမောင်ဘိုးတင်အဲ့ဒီတင်းချိုင်းအနောက်ဘက်မှာရှိတဲ့ခြုံထဲကိုကြွတ်ထောင်ရင်းနဲ့တင်းချိုင်းနဲ့ဝင်၍ငှက်ပစ်နေလေတယ်ငှက်များမလာတဲ့အခါမှာမောင်ဘိုးတင်ကတင်းချိုင်းထဲမှာရှိတဲ့အုတ်ကူပေါ်မှာအိတ်နေလေတော့တယ်အဲ့ဒီချိန်မှာသူအိတ်နေတဲ့အုတ်ကူဘေးမှာရှိတဲ့လဲလန်းပေါ်မှာလူငယ်တတိုက်စကားတပြောပြောနဲ့လမ်းလျှောက်လာကြလေတယ်အဲ့ဒီလူငယ်ထဲမှာမြင်နိုင်ဆိုသောလူငယ်လေးကမောင်ဘိုးတင်ထောင်ထားတဲ့ကြွက်ကပ်ပြီးများကိုခိုးဖော်တယ်ကိုမောင်ဘိုးတင်ထင်နေမိလေတယ်လူငယ်များကလည်းမောင်ဘိုးတင်ရဲ့တတ်တူရွယ်သူများပါကြသလိုနှစ်နှစ်များကြီးသူများလည်းပါလေတယ်တချို့လူငယ်များရဲ့ပခုံးမှာတော့လွယ်အိမ်များကိုလွယ်ထားသလိုတချို့လူငယ်များရဲ့ပခုံးမှာတော့ပစိုးများကိုလိမ်ပြီးလွယ်အိတ်တံပြုတ်လောက်ကလွယ်ထားကြလေတယ်အဲ့ဒီလူငယ်များဟာမောင်ဘိုးတင်ကိုရှီမန်းမသိပဲစကားပြောလာကြတယ်မြင်နိုင်မင်းဟိုဘက်နေရရတဲ့ကြွက်ကြီးအကြီးပဲနော်ဟုတ်တယ်လေငါကိုစိုးကြီးရက်ဆိုင်ကိုသွင်းလိုက်တာမင်းဘယ်လိုလုပ်ပြီးရတာလဲကွာဟိုကောင်ပေတူးပြောတော့မင်းဘိုးတင်ကပ်ပြီးခိုးပေါ်လာတာဆိုအဲ့ကောင်ပေတူးလဲတကောင်ယူလဲလေကွာဘိုးတင်အစိုးကြီးထားပြီးသွားဖြုတ်တာပါမင်းကဘယ်ချိန်မှသွားပြီးတော့ဖော်လိုက်တာလဲဟာအဲ့ကောင်ဝေလင်းမှသွားတာငါအုံမောက်ခောက်တာနဲ့သွားဖော်လိုက်တာလေသူသွားဖော်တော့ငါအိမ်ပြန်လို့ပြန်တော့အိမ်နေဟာပိုင်မကွာမြင်နိုင်လေကွာမပိုင်ချင်းတော်မရတာမင်းတို့သိရမလားလူငယ်လေးများကစကားတပြောပြောနဲ့တင်းချိုင်းကိုကြော်သွားချိန်မှာမောင်ဘိုးတင်အုတ်ကူဘေးမှာထားလိုက်ပြီးမြင်နိုင်လူရုပ်မှာကြွက်တခိုးမင်းနဲ့ကလည်းတွေ့ပြီပေါ့ကွာမောင်ဘိုးတင်ကစိတ်ဆိုးဒေါသထွက်ကအုတ်ကူကြီးဟာလောက်လေးกว่าတင်နဲ့ထုလိုက်ပါတော့သည်